မင်းဆွေတို့မှာရွေးချယ်ခွင့်ရှိမယ်ဆိုရင် Mr. ဒုတ်လို့ဖြစ်ချင်လား Mr. ဒူးလို့ဖြစ်ချင်လားဘယ်လိုဖြစ်ချင်ပါလဲဒါက Mr. ဒုတ်ပါဒါက Mr. ဒူးပါနှစ်ယောက်စလုံးဟာဆိုရင် success mode မှာအတူတူပဲစီးပွားရေးစလုပ်ကြပါတယ် Mr. ဒုတ်ကမြန်မြန်ချမ်းသာခြင်းနဲ့အပြင်မှာလူတွေနဲ့စကားပြောတဲ့အခါဝင်ငွေတွေအကြောင်းကြွားလုံးတွေပြောပြီးကုန်ပစ္စည်းတွေအကြောင်းဖြစ်နိုင်တဲ့ကိုပို့ပြောတဲ့အတွက်လူတွေကအထင်ကြီးစိတ်ဝင်စားပြီးဝင်လာကြတယ် Mr. ဒူးကလည်းသူ့လိုပဲလူတွေကို sponsor လုပ်တယ်ဒါပေမဲ့မှန်တာတွေပဲပြောပြီးဖြည်းဖြည်းချင်းတည်ဆောက်တယ်Mr. တုံးကစီးပွားရေးကို money game ပုံစံမျိုးလုပ်တယ်လူတွေပဲတောက်လျှောက်ရှာပြီးအမြင့်ဆုံးအဆင့်နဲ့ပဲဝင်ခိုင်းတယ်ပတ်စံတွေအများကြီးရင်းခိုင်းပြီးတယောက်တည်းနဲ့3-4နေရာဝယ်ခိုင်းတယ်ကုန်ပစ္စည်းကြတော့သူကိုယ်တိုင်တော့တစ်ခါမှမသုံးဘူး Mr. ဒူးကလည်းလူတွေကိုမိတ်ဆက်တယ်တေချာကြီးစိုက်တယ်တန်းနိုင်တဲ့ငွေကြီးပမာဏနဲ့တင့်တော်တဲ့အခြေအနေကိုကြည့်ပြီးဝင်ခိုင်းတယ်မှန်ကန်တဲ့နည်းစနစ်တွေကိုသင်ကြားစေတယ် Mr. တုံးကယာတုအမြန်တိုးခြင်းနဲ့ယာတုတက်ဖို့ပစ္စည်းတွေအများကြီးဝယ်တယ်အဲ့ဒီတော့အိမ်မှာပစ္စည်းတွေပုံနေပြီးတော့ကုန်ပစ္စည်းတွေကုန်အောင်ဆိုပြီးဈေးလျှော့ရောင်းတယ်Mr. ဒူးကတော့လုတ်ဖော်ကင်ပဲပါတနာတွေကိုဖြည်းဖြည်းချင်းတင် जा ပေးပြီးအသင်းအဖွဲ့ကိုတိစောက်တယ်ပြီးတော့အမှန်တကယ်ဝယ်ယူစားသုံးသူတွေကိုရှာတယ်ကုမ္ပဏီကသတ်မှတ်ထားတဲ့ဈေးတိုင်းရောင်းတယ် Mr. ဒုံကတော့လက်ခံသူကလည်းမရှိပဲသူတစ်ပါးလောင်ပြန်ခံရပြီးယာတုတက်သွားတယ် Mr. ဒူးကတော့လူတွေရဲ့လက်ခံမှုအထင်ကြီးလေးစားမှုတွေကြားကယာတုတက်ခဲ့တယ် Mr. ဒုံကစီးပွားရေးကိုမှားယွင်းစွာတိစောက်ခဲ့တဲ့အတွက်ပြဿနာတွေတက်ခဲ့တယ်Mr. ဒူးကတော့မှန်ကန်တဲ့အသည့်ကိုပေးပြီးစီကံလိုက်နာဖို့တင်ပေးတယ်ပြီးတော့ဖြည်းဖြည်းချင်းခိုင်းမာစွာတိုးတက်ကြီးပွားလာတယ်Mr. ဒုံးကသူများစီးပွားရေးတိုးတက်တာကိုမြင်တော့သူများ downline တွေကိုလိုက်ဆွဲတယ်သူများ downline တွေကညင်းတော့အဆက်တွေဝဲတယ် Mr. ဒုံးကမယုံကြည်ရတဲ့ပုံရိပ်တွေနဲ့အောင်မြင်လာတဲ့အတွက်ဝင်ငွေတွေတဖြည်းဖြည်းရော့ကျလာတယ်ဒါနဲ့ Mr. ဒုံးကအကြံရလာပြီးအခြားကုမ္ပဏီတွေကိုပါတွဲလုပ်တယ်ဒီလိုနဲ့အခြားကုမ္ပဏီကပစ္စည်းတွေကိုသူ့ downline တွေကိုလိုက်ရောင်းတယ် downline တွေကသူ့ကိုတဖြည်းဖြည်းရှောင်လာကြတယ်တချို့ဆိုအလုပ်ကဆက်မလုပ်တော့ထွက်သွားကြတယ် Mr. ဒူးကတော့စံပြခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်လာတယ် downline တွေကလေးစားချစ်ခင်ကြတယ်Mr. ဒုံးကတော့အစကတည်းကမှားယွင်းစွာလုပ်ခဲ့တဲ့အတွက်လူတိုင်းကမုန်းကြတယ်။ဒေါင်းလိုက်တွေအလုံးမလုံးကြတော့ငွေကြီးပြဿနာတက်လာတယ်။ပျက်စီးကြောင့်အလုပ်တွေဖြစ်တဲ့ပတ်စံချီမိမ့်မရှုပ်စီကံပေါက်ပြက်နောက်ဆုံးစီးပွားပြက်တာမနစ်အလုပ်ခံရပြီးဆက်လက်လုပ်ကိုင်ခွင့်မရတော့ဘူး။ Mr. ဒူးကတော့အောင်မြင်ပြီးဒေါင်းလိုက်မြောင်များစွာနဲ့ခိုင်မာတဲ့ကွန်ရက်ကိုပိုင်ဆိုင်တဲ့စီးပွားရေးလုပ်ငန်းရှင်ဖြစ်လာတယ်။ Mr. ဒုံးကစီကံဖောက်ဖျက်ခဲ့တယ်။ Mr. ဒူးကနီးလန့်မှန်ကန်စွာစီးပွားရေးကိုလုပ်ခဲ့တယ်။ဒီတော့မိတ်ဆွေတို့ရွေးချယ်ပါ။ Mr. ဒုံးလိုဖြစ်ချင်လား Mr. ဒူးလိုဖြစ်ချင်လား Success Mode စီးပွားရေးကိုစတင်မလုပ်ခင်စီမင်းစည်းကမ်းအားလုံးကို Professor အုပ်စာမျက်နှာ38မှာလေ့လာပါလို့အကြံပေးပါရစေ။